အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်အော်လန်ဒိုမြို့ကဂေးနိုက်ကလပ်မှာတိုက်ခတ်ခံရမှုကြောင့်သေဆုံးသွားတဲ့လူ49ယောက်ကိုဇွန်လ14ရက်နေ့ကအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတွေကဂုဏ်ပြုခဲ့ကြပါတယ်။အိန္ဒိယနိုင်ငံကာနာဒါကပြည်နယ်မှာလိင်တူချစ်သူများအဖွဲ့အစည်း LGBT အဖွဲ့ဝင်တွေမှာကြော်ညာကပြားတွေကင်ဆောင်ကတချွန်းနေဆိုပြီးသေဆုံးသွားတဲ့သူတွေကိုဂုဏ်ပြုခဲ့ကြပါတယ်။ပါကစ္စတန်နိုင်ငံကရာချီမြို့မှာဘာသာရေးနဲ့မသက်ဆိုင်တဲ့အဖွဲ့ကသူတို့ရဲ့လုပ်ရက်လို့ဝန်ခံထားတဲ့ IS တွေရဲ့တပ်ဖြတ်မှုကိုရှုံချတယ်လို့ပြောကြားခဲ့ပါတယ်။ဖလော်ရီဒါပြည်နယ်ရှိဂေးနိုက်ကလပ်တွင်ဇွန်လ12ရက်နေ့ကလူ49ယောက်သေဆုံးပြီး53ဦးဒဏ်ရာရခဲ့တာဟာအမေရိကန်သမိုင်းမှာ9/11ဖြစ်တဲ့နောက်ပိုင်းအဆိုးအဝါဆုံးအစုလိုက်ပြုံးလဲတပ်ဖြတ်မှုဖြစ်ပါတယ်။တနက်သမားအိုမာမာတင်ဟာနယူးယောက်မြို့တွင်မွေးပြီးဖလော်ရီဒါဒေသခံအမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ကအာဖဂန်ရွှေ့ပြောင်းလုပ်သားရဲ့သားဖြစ်ပါတယ်။အိုမာမာတင်ပြုခတ်မှုပြုလုပ်ခဲ့တဲ့ပေါ်နိုက်ကလပ်ကိုရဲတွေက3နာရီကြာဝိုင်းထားပြီးနောက်တန်ကြပ်ကာရင်တွေနဲ့ကလပ်ထဲကိုအတင်းဝင်ရောက်စီးနင်းပြီးပြစ်တက်ခဲ့တာဖြစ်တယ်လို့ရိုက်တာသတင်းရသိရပါတယ်။ကျွန်မသက်စုအောင်ပါ။